မိဘတွေနဲ့စကားများပြီးအိမ်ပေါ်ကဆင်းသွားရာကနေ KTV မှာရောင်းစားခံလိုက်ရတဲ့ကောင်မလေးမင်္ဂလာပါရှင်ကျမတို့ရဲ့ Audio Mat Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိဘတွေနဲ့စကားများရာကနေအိမ်ပေါ်ကဆင်းသွားပြီးတော့ KTV မှာရောင်းစားခံလိုက်ရတဲ့ကောင်မလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ကျမတို့ရဲ့ Channel လေးကိုလည်း Subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်တက်လွှာဆိုတဲ့ကောင်မလေးကငငယ်ကလေးကဘသူစကားမှနားမထောင်ပဲတစွထိုးလောက်တတ်တဲ့ဈေးကန်ကန်မိန်းကလေးတစ်ယောက်ပါမိဘတွေကဘလောက်ပဲကောင်းစေခြင်းလို့ဆုံးမသူကတော့သူ့စိတ်တိုင်းကြတာနေထိုင်တတ်ပြီးအရွယ်တိုက်ဖို့ပဲချောင်းနေခဲ့တယ်။သူများကလေးတွေလိုအေးအေးဆေးဆေးမရှိပဲစိတ်ဆိုးလွယ်စိတ်ကောက်လွယ်ပြီးခေါင်းမလွန်တာကြောင့်ပတ်ဝန်းကျင်ကပါလက်လန့်ရတဲ့အထီးပါပဲ။အသက်တွေကြီးလာရင်တော့အသိတရားရလာလိမ့်မယ်လို့မိဘတွေကမျှော်လင့်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ပိုလို့တောင်ဆိုးလာခဲ့ပါတယ်။အထူးသဖြင့်ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတက်လွှာရဲ့ကြေးကကန်နိုင်မှုတွေကအထူးထိပ်ကိုရောက်ရှိလာခဲ့ပါတယ်။မိဘတွေကစိုးရိမ်စိတ်နဲ့စကားတခွန်းပြောလိုက်တိုင်းသူ့အတွက်တော့နာခစရာပောက်ကွဲစရာတွေကြီးဖြစ်နေခဲ့တာပါ။အိမ်မှာနေရတာကသူ့အတွက်တော့အကျဉ်းထောင်တစ်ခုလိုပိတ်လောင်ခံထားရသလိုခံစားချက်မျိုးအမြဲပေးနေခဲ့ပါတယ်။လွတ်လပ်မှုကိုအလွန်မင်းမတ်မော်ပြီးမိဘတွေရဲ့အုပ်ထိပ်မှုကိုခါခါတီတီညှင်းဆန်မှုစူးစမ်းလာခဲ့ရလဲအမှန်ပါပဲ။အခုဆိုရင်တက်လွှာတယောက်အသက်18နှစ်ပြည့်ခဲ့ပြီဖြစ်လို့ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်ပြီလို့အထင်ကြီးစိတ်တွေဝင်နေခဲ့ပါတယ်။အသက်18နှစ်ဆိုတာလူလားမြောက်ပြီမို့ဘသူကမှဂယုစိုက်စရာမလိုတော့ဘူးလို့သူကတက်လွဲမာနာတွေကိုတက်နေခဲ့တာပါ။အရွယ်ရောက်လာပြီဖြစ်တဲ့အတွက်မိဘတွေရဲ့ဆိုးဆုံးမမှုတွေကိုပို့ပြီးတော့အမြင်ဆောင်လာပြီးအမြဲတမ်းပြန်ခံပတ်ဖို့ပဲအစဉ်သင်ဖြစ်နေခဲ့တယ်။ဒီအရွယ်ဟာအမှားနဲ့အမှန်ကိုကောင်းကောင်းခွဲခြားနိုင်ပြီလို့တွေးနေပေမဲ့တကယ်တမ်းတော့သူကအမှောင်ကဘာကိုမမြင်သေးပါဘူး။တနေ့မှာတော့တက်လွှာနဲ့မိဘတွေကြားထဲမှာအစင်မပြေမှုတွေပေါက်ကွဲပြီးအကြီးကျယ်စကားများရင်ဖြစ်ကြပါတယ်။မိဘတွေကသူ့ရဲ့အမှုကျင့်တွေကိုပြင်ဖို့အတွက်စေတနာနဲ့အော်ဟစ်ဆုံးမတာကိုတက်လွှာကတော့လုံးဝသီးမခံနိုင်တော့တဲ့အစုံစိတ်တူတူနဲ့အိမ်ကားပစ္စည်းအချို့ကိုလှုပ်ပစ်ပြီးခြံတကားကိုဝုန်းကနေဆောင်ပိတ်ကအိမ်ပေါ်ကနေဆင်းလာခဲ့ပါတော့တယ်။မိဘတွေကလှမ်းခေါ်နေပေမဲ့လည်းနောက်ကိုတစ်ချက်ကလေးမှလှည့်မကြည့်ပဲမာနတလူလူနဲ့ထွက်လာခဲ့မိတယ်။အိမ်ပေါ်ကသာဝုန်းတိုင်းကျဲပြီးဆင်းလာခဲ့တာတကယ်တမ်းကျတော့တက်လွှာမှာဘယ်ကိုသွားရမှန်းမသိတဲ့လမ်းပြောက်ခြင်းနဲ့စတင်ကြုံတွေ့ရပါတယ်။အိတ်ကက်ထဲမှာလည်းပတ်စံအနှဲငယ်သာပါလာပြီးအားကိုးစရာတငယ်ချင်းဆိုတာလည်းတကယ်တမ်းမှာကျတော့တယောက်မှမရှိခဲ့ပါဘူး။လမ်းမကြီးအတိုင်းခြေဦးတရာရှောက်လာရင်နဲ့နောက်ဆုံးတော့လူသူရှုပ်ထွေးနေတဲ့လမ်းဘေးကကားမှတ်တိုင်တစ်ခုမှပဲဝင်ထိုင်လိုက်မိတယ်။အိမ်ကထွက်လာတော့ကရှိခဲ့တဲ့မာနတွေကအခုတော့ပျောက်ဆုံးပြီးရောင်ချာနဲ့ဘာလို့ရမှန်းမသိဖြစ်နေခဲ့တယ်။နေရောင်ကြီးကတပြေးပြေးနဲ့ပူပြင်းလာပြီးကားမှတ်တိုင်မှာလူတွေကတော့တပွဲပွဲလာလိုက်သွားလိုက်နဲ့အလုရှုပ်နေကြတာကိုတက်လွှာတယောက်ငေးကြည့်နေမိတယ်။ကိုတနာတဲ့စိတ်မိဘတွေကိုမုန်းတဲ့စိတ်တွေနဲ့မျက်ရည်တွေကအလိုလိုစီးကျလာပါတော့တယ်။ဘသူကမှလည်းသူ့ကိုဂယုမဆိုင်ကြသလိုဘယ်ကိုသွားရမလဲဆိုတဲ့အတွေ့ကသူ့အုံနောက်ကိုခြောက်ချစေခဲ့တာပါ။တဏီကုံကားမှတ်တိုင်ခုံတန်းလျားပေါ်မှာထိုင်ရင်းနဲ့တရှုံရှုံငိုနေမိတာကဘေးနားကလူတွေကကွက်ကြီးလှုပ်တဲ့အထိပါပဲ။အချိန်တွေကကုံမန်းမသိကုန်သွားလိုက်တာတဖြည်းဖြည်းနဲ့ညနေခင်း6နာရီချိန်ကိုတော့ရောက်ရှိလာခဲ့ပါပြီ။ပတ်ဝန်းကျင်တစ်ခုလုံးလည်းမှောင်ရီပြိုးစားပြူလာပြီးလမ်းမတိုင်တွေကဝါချင်းမီးရောင်တွေကလမ်းမပေါ်ကိုဖြာကျနေခဲ့တယ်။အိမ်ပြန်မှုစိတ်ကူးလည်းလုံးဝမရှိသလိုညဘက်ကြီးဘယ်မှာအိပ်ရမလဲဆိုတဲ့အကြောက်တရားကတက်လွှာရင်းထဲကိုတိုးဝင်လာခဲ့ပါတယ်။ဘိုက်ကလည်းစာလောင်နေပြီးအေးတံကလည်းစတင်လာတာမို့သူ့ရဲ့တစွထိုးဆန်မှုတွေအတွက်စတင်နောင်တရခြင်းသလိုဖြစ်လာခဲ့ပါတယ်။အတိအကျညနေ6နာရီထိုးတဲ့အချိန်မှာပဲတက်လွှာရဲ့ရှိတဲ့ကိုတက်ရဝစ်ဆင်ထားတဲ့အသက်40ကျော်အရွယ်အမျိုးသမီးတစ်ယောက်ရောက်ရှိလာပါတယ်။ထိုအမျိုးသမီးကငိုနေတဲ့တက်လွှာကိုကြည့်ပြီးအလွန်အမင်းတနာကိယူနာစိုက်ပြတဲ့မျက်နှာပေးနဲ့ဘေးနားမှာဝင်ထိုင်လိုက်တယ်။သမီးဘာဖြစ်လို့ဒီမှာတယောက်တည်းငိုနေရလဲ။ဘာခက်ခဲရှိလို့လဲ။အင်မတန်နူးညံ့ပြော့ပြောင်းတဲ့လေတံနဲ့မေးမြန်းရှာပါတယ်။တက်လွှာကလည်းအားကိုးရမဲနေတဲ့အချိန်မို့ထိုအမျိုးသမီးကိုကြည့်ပြီးရှင်ထဲမှာအနှဲငယ်အားရှိသွားသလိုခံစားလိုက်ရတယ်။ထိုမျိုးသမီးကတက်လွှာရဲ့မျက်နှာကိုတေချာစိုက်ကြည့်ပြီးအံ့ဩသွားတဲ့ပုံစံနဲ့သူ့အမေရဲ့နာမည်ကိုရေရွတ်ကသိကြွကြောင်ပြောလာပါတယ်။အော်သမီးတက်လွှာမလား။အန်တီကသမီးရဲ့အမေတို့အဖေတို့နဲ့ငငယ်ကလေးကခင်ခဲ့တဲ့မိတ်ဆွေတွေ။တက်လွှာလည်းစိတ်တွေရှုပ်ထွေးပြီးကြောက်ရွံ့နေတာကြောင့်ထိုမျိုးသမီးပြောသမျှကိုတကယ်လူကြီးသူမတယောက်လိုထင်မှတ်ပြီးအလွယ်တကူပဲယုံကြည်လိုက်မိတယ်။
ဒီလိုအဓိကရုံးကန်ရတဲ့အချိန်မှာမိဘနဲ့တည်တဲ့သူနဲ့တွေ့ရတာကံကောင်းတယ်လို့တော့တွေးလိုက်မိသေးတာပေါ့အမျိုးသမီးကဆက်ပြီးတော့သမီးအိမ်ရဆင်းလာတာဆိုရင်အန်တီမှာအလုပ်ရှိတယ်အန်တီကစားတောက်ဆိုင်အကြီးတစ်ခုဖွင့်ထားတာဆိုင်မှာနေစားငိမ့်အလကားနေရမှာဖြစ်ပြီးအလုပ်လုပ်ရင်ပတ်စံလည်းရမယ်ဆိုတာကတက်လာကိုစိတ်ချလက်ချလိုက်ခဲ့ဖို့ပြောပါတော့တယ်လက်တလောနေစရာမရှိဘိုက်စာနေတဲ့တက်လာအတက်တော့ဒီစကားတွေကနှက်ရည်ကန်နဲ့ကျသွားသလိုမျိုးထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ထိုမိန်းမခေါ်ဆောင်ရာနောက်ကိုလိုက်သွားတဲ့အခါရောက်ရှိသွားတာကစားတောက်ဆိုင်မဟုတ်ပဲမီးရောင်စုံတွေလင်းထိန်နေတဲ့ KTV တစ်ခုဖြစ်နေခဲ့ပါတယ်ခန္ဓာလှပတဲ့စားတောက်ဆိုင်ကြီးစီရောက်တဲ့အမှတ်နဲ့လိုက်လာခဲ့တဲ့တက်လွာတယောက်ကားပေါ်ကဆင်းပြီးအစာဦးရဲရောက်ရှိသွားတဲ့အခါမှာတော့အကြီးအကျယ်ကိုဆွန့်အားသွားခဲ့ရပါတယ်လှပတဲ့ဆိုင်းဘုတ်တွေမီးရောက်စုံတွေဆွဲထားတဲ့ထုံနေရာဟာစားတောက်ဆိုင်မဟုတ်ပဲတချင်းတန်တွေစုညံနေတဲ့ KTV တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရလို့ပါထူထဲလာတဲ့ဒကမာကြီးတွေကိုဖျက်တမ်းလိုက်တာနဲ့အရက်နဲ့စီဂရက်နက်တွေကတက်လွာရဲ့နှာခေါင်းထဲကိုအရှိန်အဟုန်နဲ့တိုးဝင်လာခဲ့ပြီးရှင်ထဲမှာမတင်မကျဖြစ်လာခဲ့ငငယ်ကလေးကအိမ်မှာပဲနေခဲ့ရတဲ့တက်လွာအတွက်ဒီလိုပတ်ဝန်းကျင်မျိုးကအလွန်စိမ့်သက်ပြီးကြောက်စရာကောင်းလာပါတယ်တက်လွာကကြောက်လန့်တကြားနဲ့အန်တီဒါစားတော့ဆိုင်မဟုတ်ဘူးထင်တယ်တမျိုးပဲခေါ်လာရလေခေါ်လာတဲ့အမျိုးသမီးကြီးကတော့ခုနကကားမတ်တိုင်တုန်းကလိုနူးညံ့တဲ့မျက်နှာမျိုးမဟုတ်တော့ပဲမဲ့ပြုံးတစ်ခုနဲ့အတူအေးဆက်ဆက်ဖြစ်လာခဲ့ပါတယ်ဒါလည်းအစိမ့်မြင့်စားတော့ဆိုင်ပဲလေသမီးရဲ့အစားတော့လည်းရတယ်ဖျော်ဖြေးလည်းပါတာပေါ့တက်လွာပခုံးကိုအတင်းဆွဲကအထဲကိုခေါ်ဆောင်သွားပါတော့တယ်အပြင်ကိုပြန်ပြေးဖို့စဉ်းစားလိုက်ပေမဲ့လည်းတကားဝမှာစောင့်နေတဲ့လူမိုက်လူတွေကြောင့်တက်လွာတယောက်ခြေပြားလက်ပြားတွေတောင်အေးဆက်လာခဲ့တယ်အမျိုးသမီးကြီးကတက်လွာကိုအမောင်ရိပ်ကျတဲ့အခန်းကျယ်ကြီးတစ်ခုထဲခေါ်ဆောင်သွားပြီးဆိုဖာပေါ်မှာအတင်းထိုင်ခိုင်းကအဝတ်စားတွေလဲလှယ်ဖို့အတွက်မိန်းကလေးအချို့ကိုအမိန့်ပေးပါတော့တယ်တက်လွာကမလှုပ်ချင်ဘူးလို့ညင်းဆန်ပြီးရုံးကန်နေပေမဲ့လည်းအားအင်ချင်းမမျှတာတာကြောင့်သူတို့ပေးတဲ့ပေါ်လွင်တောက်ပလုံးနဲ့ခေါင်းဝင်တိုလေးကိုဝစ်စင်လိုက်ရရှာပါတယ်။မှန်ထဲမှာပြန်မြင်နေရတဲ့ကိုယ့်ရဲ့ပုံစံကိုကြည့်ပြီးတက်လွာတယောက်အိမ်ကမိဘတွေကိုတတိယကမျက်ရည်တွေစီးကျလာခဲ့ပါတယ်။မိဘတွေဆုံးမတော့ကခြေကန်ကန်လှုပ်ပြီးထွက်လာခဲ့မိတဲ့ကိုလည်းအပြည့်တင်ရင်းနဲ့ရှင်ထဲမှာအကြီးကျယ်နှောင်တရနေမိတယ်။ခဏကြာတော့ထိုအမျိုးသမီးဝင်လာပြီးတက်လွာကိုစပွဲပေါ်ကဝိုင်းခွက်တစ်ခွက်ကမ်းပြီးရင်ဒီညကစပြီးဧည့်သည်တွေကိုဧည့်ခံရမယ်လို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။ငါးစီမှာနေစားညိတ်နေရတာအလကားတော့မဟုတ်ဘူး။ဧည့်သည်တွေနဲ့အတူတချင်းဆိုရမယ်။အရက်ငှဲ့ပေးရမယ်။တက်လွာကငိုယိုပြီးအိမ်ပြန်ပြရစေလို့တောင်းပန်ပေမဲ့ထိုမျိုးသမီးကြီးကတော့ဂယုမဆိုင်တဲ့အပြင်အိမ်ပြန်ချင်းငါကျွေးမွေးထားတဲ့စရိတ်တွေအကုန်ပြန်ရော်ပေးရမယ်။ပတ်စံတပြားမှမရှိရဲ့ဆယ်ကျော်သက်မိန်းကလေးတယောက်အတွက်ဒီလိုပိတ်လောင်မှုကတကယ်ငရဲခမ်းပါပဲညနေလာတာနဲ့အမျှ KTV အခန်းတွေစီကတချင်းတန်တွေနဲ့လူတွေရဲ့အော်ဟစ်ရေမောတန်တွေကပို့ပြီးတော့စူညံလာခဲ့ပါတယ်တက်လွာကမိန်းကလေးချို့ကအတင်းတွန်းရွှေ့ပြီးလူကြီးတချို့အရက်တောက်ပျော်ပါနေတဲ့ VIP အခန်းတစ်ခုတွေကိုအတင်းထည့်လိုက်ပါတော့တယ်အခန်းထဲကမှိန်ပြပြမီးအောင်အောက်မှာအရက်မူနေတဲ့အမျိုးသားကြီး3-4ယောက်ကတက်လွာကိုမြင်တာနဲ့အရိုင်းဆိုင်မျက်လုံးတွေနဲ့စိုက်ကြည့်ကြတယ်။ကြောက်လန့်ကြနဲ့အခန်းတောင်မှာကတ်ထိုင်နေတဲ့တက်လွာနာကိုမူးနေတဲ့လူတစ်ယောက်ကတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်။ထိုလူကြီးကတက်လွာရဲ့ပခုံးကိုလှမ်းဖက်ပြီးနှမလေးအစ်စ်လေးထင်တယ်။လာပါအကိုနဲ့ဝိုင်းတစ်ခါလောက်တူတူတောက်ရအောင်။တက်လွာလည်းကြောက်စိတ်နဲ့အတူဆက်ဆုပ်ယွန်ရှာစိတ်တွေရောက်ရှိလာပြီးထိုလူကြီးကိုအတင်းတွန်းဖက်ကအော်ဟစ်မိလိုက်ပါတယ်။ကျမကိုမထိနဲ့ဖဲကျမအိမ်ပြန်မယ်ငိုယိုပြီးအခန်းတကားစီကိုပြေးဖို့ကြိုးစားခဲ့မိတယ်ဒါပေမဲ့မူးနေတဲ့လူကစိတ်တူသွားပြီးတက်လွာရဲ့လက်ကဝက်ကိုအတင်းဆွဲညှစ်ခါဆိုဖာပေါ်ကိုပြန်လှဲချလိုက်ပါတယ်အခန်းထဲကအခြားလူတွေကလည်းဝိုင်းဝန်းရေမောနေကြပြီးတက်လွာရဲ့ရုံးကန်တန်တွေကိုဘသူကမှစာနာစိတ်နဲ့ကူညီပေးဖို့မစင်စားကြပါဘူးဒီလိုညစ်သေးလာတဲ့ပတ်ဝန်းကျင်မျိုးမှာလူသားချင်းစာနာထောက်ထားမှုဆိုတာလုံးဝမရှိဘူးဆိုတာကိုတက်လွာတယောက်လက်တွေ့သိမြင်လိုက်ရပါပြီ။အိမ်မှာတော့ကမိဘတွေကရွှေလက်နဲ့ကိုင်အဖိုးတန်အောင်ထားခဲ့ပေမဲ့အခုတော့အပြင်လောကရဲ့ရက်ဆက်တဲ့ဝင်ပလူတွေကြားမှာတားကောင်ဖြစ်နေရရှာပါတယ်။အဝိစားတွေဆွဲပြဲခံရမလို့အခြေအနေမျိုးထိရောက်လာတဲ့အခါတက်လွာတယောက်အားကိုးရမဲ့စွာနဲ့ဖျားကြပြီးအော်ဟစ်ငိုယိုနေခဲ့တယ်။ကံကောင်းထောက်မစွာနဲ့ပဲအခန်းထဲကိုအစောနာကအမျိုးသမီးကြီးဝင်လာပြီးဧည့်သည်ကိုတောင်းပန်ကတက်လွာကိုအပြင်ကိုအတင်းဆွဲထုတ်သွားခဲ့ပါတယ်။နင်ကငါစီးပွားရေးကိုဖျက်ဆီးနေရပဲ။နင်မလုပ်ချင်လို့မရဘူး။နင်ဒီညဧည့်သည်တွေကိုအဆင်ပြေအောင်မလုပ်ရင်နင်ကိုအခန်းပိတ်ရိုက်ပြီးမယ်။
ချိန်ချောက်ပြီးဝန်တန်းသားနေခံတဲ့ကိုပြစ်ထည့်ထားခဲ့တယ်။တက်လွာတယောက်ကျမ်းပြင်ပေါ်မှာခွေခွေလေးထိုင်ရင်ကိုယ့်ရဲ့အဝတ်စားတွေကိုပြန်ပြင်ဝတ်ကတုံရီစွာနဲ့ငိုကြွေးနေမိတယ်။စိတ်ထဲမှာတော့အိမ်ကအမေနဲ့အဖေကိုသာအကြိမ်ကြိမ်ကြောင်းမှန်ရင်အိမ်ပြန်ခြင်းစိတ်တွေတဖွာဖွာပေါ်ပေါက်လာခဲ့ပါတယ်။ညတကောင်2 နာရီလောက်ရောက်တဲ့အထိကောင်မလေးမှာအိပ်ပျော်ဖို့နေနေတသားကြောက်စိတ်ကြောင်တကူလုံးတုံရီနေပြီးနှလုံးခုန်တန်တွေလည်းမြန်ဆန်နေခဲ့ပါတယ်။ဒီနေရာကနေဘလို့နီးနဲ့မဆိုအမြန်ဆုံးထွက်ပြေးမှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံပဲတက်လွာရဲ့ကောင်းထဲမှာအသေးအံလဲပတ်နေတယ်။ဒါပေမဲ့အပြင်ဘက်မှာလူမိုက်တွေစောင့်နေရရဲ့ကောက်ခတ်ထားတာတွေရဲ့အကြောင်းလွယ်လွယ်နဲ့ထွက်ပြေးဖို့ကမဖြစ်နိုင်တဲ့အခြေအနေမှာရှိနေခဲ့တာပါ။အသက်16နှစ်ဆိုရဲမရင်ကျက်သေးတဲ့အရွယ်မှာအမကြီးမှားခဲ့မိတဲ့မိမိကိုအပြည့်တင်စိတ်တွေပဲပေါ်ပေါက်လာခဲ့ပါတယ်။အခန်းငယ်လေးရဲ့ပြတင်းပေါက်တန်တိုင်းတွေကြားထဲကနေအပြင်ဘက်ကမှောင်မိုက်နေတဲ့ကောင်းကင်ကြီးကိုကြည့်ရင်တက်လွာကြောင်မျက်ရည်တွေစီးကျနေခဲ့တယ်။အဖေအမေသမီးမှားသွားပါပြီ။သမီးကိုလာခဲ့ကြပါအောင်။ညာနဲ့တကောင်မှာတော့သူ့ရဲ့ဘဝကိုဖျက်ဆီးမဲ့အန်တီရီဂျာကနေဘလို့ရုံထွက်ရမလဲဆိုတာတက်လွာအတွက်တော့အကြီးမားဆုံးပု္ပ္ပာတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။မနက်အာယုံတက်ခန့်ဒီချိန်ကိုရောက်လာတဲ့အခါမှာတော့ KTV ကြီးတစ်ခုလုံးစူညံတန်တွေတဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားပြီးဝန်ထမ်းတွေနဲ့လူမိုက်တွေလည်းပင်ပန်းပြီးအိမ်မောကြကုန်ကြပါပြီ။ဝန်ထမ်းသားနေခံရဲ့ကျမ်းပြင်ပေါ်မှာမအိပ်ရဲပဲစောင့်ထိုင်နေတဲ့တက်လွာတယောက်အတွက်တော့ဒါဟာလွတ်မြောက်ဖို့အတွက်တခုတည်းသောအခွင့်အရေးပါပဲ။သူကအသက်ရှူတန်ကိုခက်မှန်မှန်ထိန်ရင်အခန်းတကားကိုအသာရတုံးဖွင့်ပြီးအပြင်ဘက်ကိုကြောင်ချီတန်နှိမ့်ကချောင်းကြည့်လိုက်မိရဲ့ကံကောင်းထောက်မစွာနဲ့ပဲစင်ကြံလန်းတစ်လျှောက်မှာဘယ်သူမှမရှိပဲမိမိန်လေးတွေသာလင်းနေပြီးတိတ်ဆိတ်နေခဲ့ပါတယ်။တက်လွာကဖနက်ကိုလက်ကကင်ကချီပလာနဲ့စင်ကြံလန်းအတိုင်းအနောက်ဘက်ထွက်ပေါက်ရှိမဲ့နေရာစီကိုရှောက်လန်းလာခဲ့မိရဲ့။နှလုံးခုန်တန်ကစီတီးတန်လို့စူညံနေပြီးလူတယောက်ယောက်များနိုးလာမလားဆိုတဲ့အကြောက်တရားကခြေလန်းတိုင်းမှာကြီးစိုးနေခဲ့တယ်။အမိုက်ပုံးတွေအစီရီချထားတဲ့အနောက်ဘက်မိဘေးထွက်ပေါက်ကြီးဒကမာကြီးနာရောက်မှာတော့တောက်ခတ်မထားတာကိုတွေးလိုက်ရလို့ရှင်ထဲမှာမျောလင်းချက်အလင်းရောင်ဖြာတက်သွားခဲ့တယ်။သူကတကားကိုအတန်မမီအောင်အသာရတုံးဖွင့်ပြီးအမောင်တို့တွေကိုလက်ခနဲထိုးထွက်ကလမ်းမကြီးရှိရာစီကိုဥတီပြေးပါတော့တယ်။လမ်းမကြီးပေါ်ရောက်တဲ့အခါမှာတော့တက်လွာကနောက်ကိုလုံးဝလှည့်မကြည့်ပဲအားရှိသမျှအကုန်ခြေကုန်တင်ကမရမကမောဟိုက်စွာနဲ့အဝေးကိုပြေးခဲ့မိတယ်။မနက်စောကြီးဖြစ်တာကြောင့်လမ်းမပေါ်မှာကားတွေလူတွေတိတ်မရှိသေးပဲမြူနှင်းတွေကြားထဲမှာချမ်းအေးမှုကိုလည်းအလူလဲခံစားနေရတယ်။ခေါင်းဝင်တိုလေးနဲ့ခြေပလာပြေးနေတဲ့တက်လွာရဲ့ပုံစံကလမ်းဘေးကဈေးတဲ့အချို့အတွက်တော့ထူးဆန်းအံ့ဩစရာမြင်ကွင်းတစ်ခုဖြစ်နေခဲ့တာပါ။တော်တော်လှမ်းလှမ်းကိုရောက်တော့မှတက်လွာလည်းမောလွန်းလို့လမ်းဘေးကဓာတ်တိုင်တစ်ခုကိုကင်ပြီးအသက်ကိုလူရှူရင်းရက်လိုက်ရပါတယ်။ခြေပွားရီမှာခဲလုံးတွေစူးဝင်ပြီးသွေးဆိုးနေပေမဲ့လည်းထိုတန်ရထက်ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်လွန်မြောက်သွားတာကိုပဲတော်လာတယောက်အတိုင်းမတိဝမ်းသာနေခဲ့တယ်။ဒါပေမဲ့ရှင်ထဲမှာတော့အကြောက်တရားကမပြတ်ပြဲသေးပဲခုမိမကြီးနဲ့လူမိုက်တွေကားနဲ့လိုက်လာရင်မိသွားမလားဆိုပြီးဘေဘီကိုလည်းထိတ်လန့်တကြားကြိတ်မိနေတော့မှာပဲ။အိတ်ကက်ထဲကိုပြန်ဆန်းကြည့်မိတော့လဲဖုန်းရောပတ်စံရောဘာမှမရှိတော့တာမို့ဒီတိုင်းကြီးဘလို့ဆက်လုပ်ရမလဲဆိုတာကိုလမ်းပြောင်းနေရပြန်ပြီ။မိမိရဲ့တစွထိုးဆန်မှုကြောင့်အခုလိုလမ်းဘေးရောက်ရတဲ့ဘဝကိုတွေ့ပြီးမျက်ရည်တွေကပါးပြင်ပေါ်ကိုစီးကျလာခဲ့တယ်။နေမင်းကြီးတဖြည်းဖြည်းထွက်ပြူလာပြီးပဝင်းချင်းတစ်ခုလုံးလင်းထိန်လာတဲ့အခါမှာတော့တက်လွာတယောက်အဝတ်စားပုံစံကြောင့်လူတွေဝိုင်းကြည့်တာကိုမခံနိုင်တော့ပါဘူး။သူကလူသူရှင်းတဲ့လမ်းကြားလေးတစ်ခုတွေကိုဝင်ပုန်းနေရင်အိမ်ကိုဘလို့နီးနဲ့ပြန်ရမလဲဆိုတာကိုပဲစဉ်းစားနေမိပါတယ်။ဖုန်းလည်းမရှိတာကြောင့်မိဘတွေစီဖုန်းဆက်ဖို့ကလည်းမဖြစ်နိုင်သလိုအိမ်ထဲကလည်းတော်တော်လေးဝေးကွာတဲ့မျိုးစုံအရက်ကိုရောက်ရှိနေတာပါ။ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာလမ်းသွားလမ်းလာတွေကိုအကူအညီတောင်းဖို့လဲအရှက်နဲ့ကြောက်စိတ်ကြောင့်မဝွံ့မရဲဖြစ်နေခဲ့တယ်။အဲ့ဒီချိန်မှာပဲလမ်းကြားထဲကိုအသက်50ကျော်အရွယ်တနာကိယူနာစိတ်ရှိပုံရတဲ့တန်ရှင်းရေးအမျိုးသမီးကြီးတဦးကတပြက်စီးလဲဖို့ရောက်ရှိလာခဲ့တယ်။တက်လွာရဲ့တနာစပွဲငိုယိုနေတဲ့ပုံစံနဲ့ဒဏ်ရာတွေကိုမြင်တော့ထိုအမျိုးသမီးကြီးကအနားကိုပြေးလွှားရောက်လာပြီးမေးမြန်းရှာပါတော့တယ်။သမီးလေးဘာဖြစ်လာလဲ။ဘယ်ကနေပြေးလာလဲ။ဒီမှာဘာလို့ငိုနေရလဲ။ကျင်းနာစွာနဲ့မေးတဲ့အခါတက်လွာလဲစိတ်ဒဏ်ရာတွေပေါက်ကွဲပြီးအဖြစ်အပျက်တွေကိုငိုယိုကပြောပြမိလိုက်တယ်။ထိုမျိုးသမီးကြီးကစိတ်မကောင်းစွာနဲ့ပဲတက်လွာကိုဖတ်ထားပေးပြီးနှစ်သိမ့်စကားတွေပြောရှာပါတယ်။အမျိုးသမီးကြီးကတက်လွာကိုတနာလွန်းလို့သူ့မှာပါလာတဲ့အပေါ်ထက်အင်ကြီးအနွေတဲ့လေးကိုချွတ်ပြီးခြုံပေးတဲ့အပြင်ဝတ်ထားတဲ့ခေါင်းဝင်ကိုဖုံးကွယ်ဖို့အဝတ်စားတစ်ခုပုံကကူညီပေးခဲ့တယ်။ကဲသမီးစိတ်အေးထားပါ။အဲ့ဒီမှာဖုန်းပါတယ်။သမီးအိမ်ကမိဘတွေစီကိုဖုန်းဆက်ပြီးတော့အကြောင်းကြားလိုက်မယ်နော်။
တက်လွာလည်းဝမ်းသာအားရနဲ့အမေရဲ့ဖုန်းနံပါတ်ကိုလက်ချောင်းလေးတွေနဲ့နှိပ်ပြီးခေါ်ဆိုလိုက်မိပါတယ်။ဖုန်းဝင်သွားတဲ့စက္ကန့်တိုင်းကတက်လွာအတွက်တော့ကဘာတီတလောက်ကြာမြင့်နေခဲ့ပါပြီ။ဖုန်းတစ်ဖက်ကနေအမေရဲ့ငိုရှိုက်တန်နဲ့အတူဟယ်လိုသမီးတက်လွာလားသမီးဘယ်မှာလဲအမေတို့သမီးကိုတညလုံးလိုက်ရှာနေတာအတန်ကိုကြားလိုက်ရတဲ့အခါတက်လွာတယောက်ရင်ဘတ်ထဲနှင့်ကနေဖြစ်သွားရတယ်။အမြဲတမ်းနားခါပါတယ်ဆိုရဲမိဘတွေရဲ့အတန်ဟာအခုချိန်မှာတော့နှက်တန်ထက်တောင်တာရပြီးအားကိုးစရာအရှိဆုံးအတန်ဖြစ်နေကြတာပါအမေသမီးမားပါတယ်သမီးကိုလာခေါ်ပါအောင်သမီးကြောက်လွန်လို့ဖယ်သွားမှမသိတော့ဘူးအော်ဟင်းကိုရုပ်ပြီးသူရှိနေတဲ့လမ်းကြားနာမည်နဲ့နေရာကိုပြောပြလိုက်ပါတယ်မိဘတွေကချက်ချင်းပဲကားနဲ့ထွက်လာခဲ့မယ်လို့ပြောပြီးဖုန်းချသွားတဲ့အခါမှာတက်လွာရဲ့ရှင်ထဲကအပူလုံးကြီးကအတန်ငယ်တက်တာရသွားပါတယ်လမ်းဘေးမှာထိုင်ဆောင်နေရင်းနဲ့တညာလုံးကြုံတွေ့ခဲ့ရတဲ့ငရဲကန်းလိုအဖြစ်အပျက်တွေကိုပြန်တွေးမိတိုင်းခန္ဓာကိုယ်ကြီးကကြသိမ်းတပြန်ထလာခဲ့တယ်။အကယ်၍အစောက KTV ကနေတက်လွာသာအချိန်မီမထွက်ပြေးနိုင်ခဲ့ရင်သူ့ရဲ့ဘဝတစ်ခုလုံးကဘလို့တောင်ဆုတ်ပြတ်သက်သွားမလဲဆိုတာတွေးဝန်းစရာမရှိပါဘူး။အသက်16နှစ်ဆိုတာကိုအဟုတ်ကြီးထင်ပြီးမိဘကိုအရွယ်တိုက်မိခဲ့တဲ့အမားရဲ့ရလက်ကအင်မတန်ကိုကြီးမားလွန်းလာပါတယ်။နိုင်ဝက်လောက်ကြာပြီးတဲ့အခါမှာတော့လမ်းကြားဝါစီကိုအချိန်အဟုန်နဲ့မောင်းနှင်လာတဲ့အိမ်ကကားလေးတစ်စီးဆိုက်ရောက်လာခဲ့ပါတယ်။ကားပေါ်ကနေတက်လွာရဲ့အဖေနဲ့အမေတို့ဟာပူလောင်ဆိုးရိမ်နေတဲ့မျက်နှာတွေနဲ့ဝုန်းကနေဆင်းလာကြတာကိုတွေ့လိုက်ရတယ်။တက်လွာရဲ့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့အခြေအနေကိုမြင်ချင်းမှာပဲအမေဖြစ်သူကပြေးလာပြီးတက်လွာကိုရှင်ခွင်ထဲထည့်ကတရှုံရှုံဖတ်ငိုပါတော့တယ်။တက်လွာလည်းအမေရှင်ခွင်ထဲရောက်မှပဲတကယ်လုံခြုံမှုကိုခံစားရပြီးကလေးတယောက်လိုအားပါတရငိုချပါတော့တယ်။အမေရဲ့နှွေးထွေးလာတဲ့ရှင်ခွင်ထဲမှာတက်လွာတယောက်အကြာကြီးဖတ်ငိုနေမိပြီးခေါင်းမာခဲ့သမျှမာနာတွေလည်းမျက်ရည်တွေအဖြစ်အရေးပြောကျသွားခဲ့ပါပြီ။အဖေဖြစ်သူကလည်းတက်လွာကိုစုပူကျိမ်းမောင်းခြင်းမရှိပဲမျက်ရည်ဝဲကပခုံးကိုတိုင်းဖက်ပြီးအိမ်ပြန်ကြစုသမီးအားလုံးစင်ပြေသွားပါပြီဆိုရက်အေးချမ်းတဲ့လေတံနဲ့ပြောရှာပါတယ်။ကူညီပေးခဲ့တဲ့တန်ရှင်းရေးအမျိုးသမီးကြီးကိုလည်းမိဘတွေကအထက်ထက်ကျေးဇူးတင်စကားဆိုပြီးပတ်စံအချို့ကူညီပံ့ပိုးကကြော့ခဲ့ကြပါတယ်။ကားပေါ်ကိုလိုက်ပါလာရင်ဘေဘီကိုကြည့်ပြီးတော့မှတက်လွာတယောက်ငရဲကန်းထဲကနေတကယ်လွတ်မြောက်လာခဲ့ပြီဆိုတာကိုအသိဝင်ပြီးတပ်ပြင်းချနိုင်ပါတော့တယ်။အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့တက်လွာဟာသူ့ရဲ့အခန်းကျင်းလေးထဲမှာအဝတ်စားလဲဒဏ်ရာတွေကိုစိတ်ထည့်ပြီးငြိမ်ငြိမ်လေးလှဲလျောင်းနေမိတယ်။အမြဲတမ်းစိတ်ပြက်စရာကောင်းတယ်လို့ထင်ခဲ့တဲ့ဒီအိမ်ဒီအခန်းလေးဟာတကယ်တမ်းတော့ကမ္ဘာပေါ်မှာအလုံးကြုံဆုံးနဲ့အေးချမ်းဆုံးနေရာမှအခုမှကောင်းကောင်းသဘောပေါက်ပါတော့တယ်။ညကကြုံခဲ့ရတဲ့ပတ်ဝန်းကျင်ဆိုကြီးလူမိုက်တွေရဲ့မျက်လုံးတွေနဲ့ချင်းချောက်တန်တွေကနားထဲမှာဝဲလန့်နေုံမှုရောင်ရောင်ပြီးလက်လက်နိုးလာခဲ့တယ်။အမေဖြစ်သူကတော့ဘာမှမမေးပဲတက်လွာပြီးမှထိုင်ပြီးစံပြုတ်တိုက်ကသပင်တွေကိုတတ်တရရတက်ပေးနေခဲ့တယ်။ရက်အနေငယ်ကြတဲ့အထိတက်လွာတယောက်အပြင်ကိုလုံးဝမထွက်ပဲအခန်းထဲမှာပဲအမားတွေကိုပြန်လဲသုံးသက်ရင်အချိန်ကုန်စေခဲ့ပါတယ်။အသက်ဆက်ရွှေ့ပြည့်ပြီဆိုတာနဲ့ကိုလူကြီးဖြစ်ပြီးဘာမဆိုလုံးနိုင်ပြီလို့တလွယ်တွေးနေကြတာဟာအင်မတန်အန္တရာယ်များတဲ့အတွေးခေါ်တွေဖြစ်မှန်သိလာရတယ်။မိဘတွေရဲ့အတွေ့အကြုံနဲ့စေတနာစကားတွေကိုအရွက်တိုက်ပြီးအပြင်လောကကြီးကိုစိန်ခေါ်ဖို့ကြိုးစားခဲ့တာဟာချင်းသေးတွင်တဲ့ကိုဖိတ်ခေါ်မှုနဲ့ကိုတိုးဝင်သွားသလိုဖြစ်ခဲ့ရတယ်။လောကကြီးမှာစိုးသွမ်းပြီးရက်ဆက်တဲ့လူတွေအခွင့်အရေးသမားတွေအများကြီးရှိရဲဆိုတာကိုတက်လွာအနေနဲ့ကိုတွေ့သိလိုက်ရပါပြီ။စိတ်အခြေအနေအတန်ငယ်တည်ငြိမ်လာတဲ့ညနေခင်းတစ်ခုမှာတော့တက်လွာတရားအောက်ထပ်ကိုဆင်းလာပြီးအဲကမ်းမှာထိုင်နေတဲ့မိဘနှစ်ပါးစလုံးရဲ့ခြေပမိုးကိုဥချကြော့လိုက်ပါတော့တယ်။သမီးမှားခဲ့ပါတယ်အဖေနဲ့မေမိဘနှစ်ပါးစလုံးကသမီးဖြစ်သူရဲ့ပြောင်းလဲသွားတဲ့အမူအရာနဲ့အသိတရားရရှိလာမှုကိုကြည့်ပြီးတော့ဝမ်းသာပီတိမျက်ရည်တွေကျခဲ့ရတယ်။အဖေကတက်လွာရဲ့ခေါင်းကိုပို့တက်ပြီးရင်မှားမှန်သိရင်အမှန်ကိုပြင်ရတယ်သမီးရဲ့သမီးဘာမှမဖြစ်ဘဲနဲ့ဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်လာတော့ပဲအဖေတို့အတွက်အကြီးကပါဒီလိုနဲ့တက်လွာရဲ့အိမ်ကထွက်ပြေးမှုအဖြစ်အပျက်ကိုအခြေခံပြီးမိဘတွေကထို KTV နဲ့မိမကြီးကိုဥပဒေအရအရေးယူနိုင်မှုအတွက်ရဲစခန်းမှာတိုင်ချက်ဖွင့်လိုက်ပါတော့တယ်တက်လွာလည်းနောက်ထပ်မိန်းကလေးငယ်တွေသူ့လိုမျိုးလှည့်စားမခံရစေဖို့အတွက်ကြောက်စိတ်တွေကိုဖျောက်ပြီးတက်တဲ့အဖြစ်နဲ့အမှန်တိုင်းထွက်ဆိုပေးခဲ့ပါတယ်မကြခင်မှာပဲထိုတရားမဝင်လုပ်ငန်းနဲ့လူကုန်ကူးသလိုအယုံတွင်းသက်တဲ့ဂိုင်းကိုရဲတပ်ဖွဲ့ကအမြင့်ပြတ်ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရတဲ့အခါမှာတော့တက်လွာလဲရှင်ထဲကအကြောက်တရားတွေအလုံးလွတ်ကျသွားခဲ့ရပါပြီ။အခုဆိုရင်အတိတ်ကဆိုးရွားလာတဲ့ညတညကိုဖျက်ဆီးပြီးနောက်တက်လွာရဲ့ဘဝမှာစာမျက်နှာအသစ်တစ်ခုကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အ
ရင်ကလိုချိတ်ကန်နိုင်ပြီးစကနာထိုးတတ်တဲ့ကောင်မလေးမဟုတ်တော့ပဲမိဘအပေါ်တိတက်နားလဲပြီးအေဂျင့်ဒီငိမ့်တဲ့မိန်းကလေးတယောက်ဖြစ်လာခဲ့ပါတယ်။အရွယ်ရောက်လာတယ်ဆိုတာအင်္ဂါနေအတင်းယုံထွက်ဖို့မဟုတ်ပဲကိုယ့်ရဲ့လုပ်ရတိုင်းအတွက်တာဝန်ယူစိတ်ရှိလာတာကိုဆိုလိုမှန်သူကောင်းကောင်းနားလည်သွားခဲ့ပါပြီ။တဆိုးထိုးဆန်တဲ့အပြုမူတွေရဲ့နောက်ွယ်မှာဘလောက်တောင်ကြောက်စရာကောင်းတဲ့အမှောင်တို့ရှိနေလဲဆိုတာဘဝကသင်ခန်းစာအဖြစ်ရင်ထဲမှာမှတ်ကြောက်တင်ထားမိလိုက်ပါတယ်။တက်လွာကကိုယ့်ရဲ့အတွေ့အကြုံကိုသင်ခန်းစာယူပြီးပညာရေးကိုတေချာပြန်လဲအာရုံစိုက်ကစူးစမ်းအားထုတ်လာခဲ့ပါတယ်။တငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာလည်းမိဘရဲ့ဆိုးဆုံးမမှုကိုတန်ဖိုးထားဖို့နဲ့အပြင်လောကရဲ့မသိနိုင်တဲ့အန်တီရတွေကိုသတိထားကြဖို့အမြဲတမ်းမျှဝေပေးတတ်သူပါ။ဆယ်ကျော်သက်အရွယ်မှာစိတ်လိုက်မှန်ပါလှုပ်ခဲ့မိတဲ့ခြေတလန်းဟာဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာတက်လွာအမြဲတမ်းသတိပေးနေခဲ့ပါတယ်။အခုဆိုရင်တက်လွာရဲ့အနာဂတ်ဟာလမ်းမကနေရုံထွက်နိုင်ခဲ့လို့အလင်းရောင်တွေနဲ့ပြည့်နှက်ပြီးလှပနေပါတော့တယ်။မိဘတွေနဲ့တက်လွာကြားမှာလည်းအပြန်အလှန်နားလည်မှုတွေနှွေးထွေးတဲ့မြစ်တာတွေနဲ့အင်္ဂလိပ်ဟာလည်းပြန်လည်စီကားတာယာလာခဲ့ပါတယ်။အသက်16နှစ်ဆိုတဲ့အရွယ်ဟာလွတ်လပ်မှုတသက်ကိုပဲအတိတ်ပဲဖွင့်ရမှာမဟုတ်ပဲမိဘရဲ့ရင်ခွင်ရိပ်အောက်မှာပညာဗဟုသုတတွေစီးပူးရအောင်မဲ့အရွယ်မှန်တက်လွာလက်ခံသွားခဲ့တယ်။တခါတရံမှာလူသားတွေဟာအမားကြီးတစ်ခုနဲ့ကြုံတွေ့ရပြီးမှသာအမှန်တရားရဲ့တန်ဖိုးကိုပို့ပြီးတော့သိမြင်တတ်ကြတာကသဘာဝပါပဲ။တက်လွာအတွက်တော့ထူမှားယွင်းခဲ့တဲ့ညနေပိုင်းချီလန်းလေးကသူ့ကိုပုံမရင်းချက်ခိုင်မာစေတဲ့ဘဝရဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုဖြစ်ခဲ့ရပါတယ်။အပြင်လောကကြီးဟာလှပသလောက်တစ်ဖက်မှာလည်းမာယာတွေထောင်ချောက်တွေနဲ့ပြည့်နှက်နေတတ်တာမို့လူငယ်တွေအနေနဲ့သတိကြီးကြီးထားဖို့လိုအပ်ပါတယ်။ကိုတကယ်ချစ်တဲ့မိဘတွေရဲ့စကားကခါသီးနေပါစေအောင်တော့တကယ်တမ်းဘေးဒုက္ခရောက်တဲ့အခါအားကိုးစရာအစ်စ်ကလည်းမိဘပဲဆိုတာကိုညင်းပယ်လို့မရပါဘူး။မိဘရဲ့စကားကိုမြည်ဝဲမကြနားထောင်ပြီးတိုင်ပင်ဆွေးနွေးခြင်းကသာဘဝရဲ့လမ်းမှန်ကိုရှောက်လန်းနိုင်မယ်အကောင်းဆုံးကာကွယ်မှုဖြစ်တယ်ဆိုတာဒီဇလန်လေးကမိမောင်းထိုးပြရင်နဲ့ဇလန်လေးကိုဒီမှာရင်ဆုံးသက်လိုက်ပါစေရှင်။အဆုံးထိနာဆင်ပေးခဲ့ကြတဲ့ဒူးတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။ကျမတို့ရဲ့ channel မှာဇလန်ကောင်းလေးတွေကိုအမြဲတမ်းမပြတ်တင်ဆက်ပေးနေရဖြစ်လို့ဇလန်လေးတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။